ဒီနေ့ပြည့်စီပါရင်းနဲ့ဝိုင်းရဲ့အကြောင်းပြပြပြမဖြစ်ပါဘူးဟုတ်တယ်တိုက်တမင်းနာမည်ရတော့ဝိုင်းပါဝိုင်းရသူများနိုင်ငံမှာလောလောလုံးနေရတယ်ဆန်းကားနေကမလေးတရားပါကိုကဝဒနာပါတာဒီလိုကောတဲ့ဗီဒီယိုလေးပေါ်ဆော်စီရဝဒနာပါရမို့လို့လေးမလျှော့ပဲကြိုးစားနေခဲ့တာပါဝိုင်းရနေအလုပ်ဝေပြီးတဲ့ချိန်ကနေစပြီးတော့ကိုပိုင်အလုပ်ပဲလုပ်ချလို့တယ်ဘာလို့လဲဆိုရင်အလုပ်မှာသူများတွေပြောတာလဲခံရတယ်နေခံရတယ်စုခံရတယ်ဆက်ခံရတယ်ဘောနော်အများကြီးပါပဲဝိုင်းလဲမမှတ်မိတော့အဲ့ဒါကြောင့်မလို့ကိုပိုင်အလုပ်ပဲလုပ်ချလို့လားပါအခုဝိုင်းတောင်းနေတဲ့အကားကျတော့ဂျပန်အကားမို့လို့ဝိုင်း follow လေးနဲ့ခက်ကြပါအောင်လို့ပြောချင်ပါတယ်ရှင်။ like and share လေးလုပ်ခဲ့ကြပါအောင်လို့ပြောချင်ပါတယ်ရှင်။ဝိုင်းရဒီလိုလေးဝိုင်းရဲ့အိမ်မေးတွေမဖြစ်နိုင်မှတီးပေမဲ့လည်းဝိုင်းရဒီတိုက်ပဲလည်းမစိုးပဲနဲ့ကြိုးစားနေခဲ့တာပေါ့နော်။ဒီအိမ်မေးကိုဘယ်သူမှခွင့်မပြုကြပါဘူး။ဒါပေမဲ့လည်းတမီးရဲ့ဝဒနာကယူတော့လို့အစောပြခဲ့တာပါ။အလောကနေပြန်လာတဲ့ရီမို့ချိုးပြီးတော့ဒီဖောက်ကန်လိုက်တာနဲ့ဗီဒီယိုကောတဲ့ဗီဒီယိုတွေဖန်တီးတယ်။ဘောဝင်ငယ်လေးတွေရှာတယ်ပေါ့နော်။ဒါကြောင့်မလို့ဝိုင်းနဲ့ဝဒနာတူတဲ့တူလေးစီဆိုရင်လည်း comment မှာရေးခဲ့ကြပါလို့ပြောချင်ပါတယ်ရှင့်အတူတူလောက်ရအောင်ပေါ့နော်အခုလို့ဆယ်ကြတော့ဝိုင်းကသူများစီမှာလောက်ကျူစားတိခိုက်ပြီးတော့လောက်လိုက်အောင်မယ်ဝိုင်းကောတဲ့ဗီဒီယိုတွေဖတ်သိနေလာတဲ့အမြဝိုင်းအလုပ်ထင်မယ်လို့ကတိပေးပါတယ်ရှင့်ကဲတော့ကြည့်ပေးကြတယ်တရားချစ်ပြကြတယ်အားလုံးကြည့်တဲ့ပတ်ရှင်ဝိုင်းအပိနေကြတဲ့တူတွေအားလုံးတရားချစ်ပြီးကြည့်တဲ့ပါတယ်ရှင့်နောက်ဗီဒီယိုမှာပြန်တွေ့ကြမှာမနော်ဘိုင်ဘိုင်